ဒီညိုရံဝက်ဝံကမကြာခဏလဲရတဲ့ကိုခိုးဝက်လာပြီးလဲသမားမွေးထားတဲ့မြင့်မတ်တွေကိုဖန်ဆားနေတယ်ဒီလိုစက်တိုက်ခိုးယူနေတဲ့အရာကိုရက်တံဖို့လဲသမားကလှည့်ကွက်တကူထားလိုက်တယ်သူကမြင့်မအသားတစ်စက်ကိုကြိုးတစ်ချောင်းပေါ်မှာချိတ်ထားပြီးအဲ့ဒီကြိုးထဲမှာအနှဲငယ်လှည့်စစ်တအားဖျက်တန်အောင်လုပ်ထားတယ်အဲ့ဒီတအားကဝက်ဝံကိုထိခိုက်စေမဲ့ဒီမပြင်းပင်ကြောက်ရွံ့အောင်လုံလောက်တယ်မကြခင်မှာဝက်ဝံကအရသာရှိတဲ့အစားအစာကိုမြင်ထိလာခဲ့တယ်အဲ့ဒီအသားကိုတတိထားပြီးလက်နဲ့ဆန်းတက်ကြည့်တယ်လဲသမားကလှည့်စစ်မထုတ်သေးပေမဲ့မမျော်လင့်ထားတဲ့အတိုင်းဝက်ဝံကညံကောင်းမှုပြတာလိုက်တယ်အသားကတည်းကမကိုက်ပဲတင်းတင်းဆွဲပြီးယူသွားဖို့ကြိုးစားတယ်နောက်ဆုံးမှာတော့အဲ့ဒီလှည့်ကွက်တစ်ခုလုံးကိုပြည့်စည်သွားစေခဲ့တယ်ဒါပေမဲ့ဝက်ဝံရခိုးယူမှုကအဲ့ဒီမှာမပြီးသေးဘူးလှည့်စစ်ကြိုးပေါ်ကိုတက်ပြီးကိုက်ဖို့ကြိုးစားတယ်ထို့နောက်လဲသမားရပြားအိမ်ကိုလည်းတွားပြီးပြားရီကိုရယူချင်တယ်ဝက်ဝံကချန်စီယိုအောက်ကနေခြုံပြီးသူလိုချင်တဲ့အရာကိုရောက်အောင်သွားတယ်။ကန်ကောင်းစွာနဲ့လဲသမားကတန်လောင်အိမ်တကူကိုကျူတင်ထားပြီးသားဖြစ်တယ်။အဲ့ဒီတန်လောင်အိမ်အတွင်းမှာမြင်းမအသားပစက်ကိုချိတ်ထားပြီးဝက်ဝံကိုလှည့်စားဖို့လုပ်ထားတယ်။အစားအစာကိုမြင်လိုက်တာနဲ့ဝက်ဝံကချက်ချင်းစိတ်ဝင်စားလာပြီးလောင်အိမ်အနားကိုသွားတယ်။အဲ့ဒီလောင်အိမ်ကိုလက်နဲ့ဆန်ပြီးလှည့်ပတ်ကြည့်ကအန်ဒီရယ်ရှိမရှိစစ်ဆေးတယ်။အန်ဒီရယ်မရှိဘူးလို့ယုံကြည်သွားတဲ့အခါဝက်ဝံကတတိရှိအတွင်းကိုဝင်သွားတယ်။အဲ့ဒီအချိန်မှာပဲလဲသမားကလောင်အိမ်ကိုပိတ်လိုက်ပြီးဝက်ဝံကိုနှောက်ဆုံးဖမ်းမိသွားတယ်။နောက်ဆုံးမှာတော့လဲသမားကအဲ့ဒီဝက်ဝံကိုဝေးလာတဲ့တောင်တန်းဒေသတစ်ခုစီပြန်လဲလွတ်လိုက်တယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် like and share follow လေးလုပ်ခဲ့ပေးပါဦးနော်